အားလုံးပဲမင်္ဂလာပါဒီနေ့ပါတော့9000တန်မုတ်တစ်ခုရဲ့အရင်ဘယ်လောက်ရှိလဲဆိုတာကျွန်တော်အသေးစိတ်ပြောပြပေးသွားမှာပါတယ်အဲဒီတော့9000တန်မုတ်တစ်ခုရဲ့အရင်ဘယ်လောက်လဲဆိုတာကျွန်တော်လည်းဆက်ကြည့်ကြရအောင်ဗျာအခုဆိုလို့ရှိရင်တော့ဒါကျွန်တော်မုတ်9000တန်မုတ်လေးကိုနှုတ်ပြပေးတာဖြစ်ပါတယ်ဒီမုတ်လေးမှာပါတယ်ပါလဲတစ်လောက်ကြည့်အောင်ပြီးလို့ရှိရင်9000တန်မုတ်ရဲ့အရင်လေးကိုကျွန်တော်ဆက်ပြပေးပါမယ်အခုဆိုလို့ရှိရင်ဒါမုတ်ဆလာချီလေးကိုဒါထည့်နေတာဖြစ်ပါတယ်မုတ်ဆလာချီရဲ့အောက်ကအဆက်ရတာလေးပေါ့နော်ပြီးလို့ရှိရင်အပေါ်ကနေပြီးတော့ကျွန်တော်ဒါ customer တွေအကြိုက်များကျွန်တော်ဆိုင်မှာအစားအများဆုံးဖြစ်တဲ့ဒါ crust လေးလည်းထည့်ပေးထားဖြစ်ပါတယ်ခင်ဗျာပြီးရင်အပေါ်ကနေပြီးတော့ကျွန်တော်ဒါ frozen seaweed လေးထည့်ပေးထားဖြစ်ပါတယ်ဒါချင်းကြီးစိမ်းပေါ့နော်ချင်းကြီးစိမ်းရဲ့ကနန်းသားကြောင့်လည်းဘူးစလာချီလေးဒါအရှမ်းစားကုန်လေးတို့ပေါ့ဗျာအပေါ်ကနေပြီးတော့နောက်ထပ်ပါထည့်မယ်ဆိုတော့ကျွန်တော်တို့ဆက်ကြည့်ရအောင်ဗျာပေါ်ကနေပြီးတော့ဒါကလေးလူကြီးကြီးအရင်ကြိုက်ကြဒါ chicken floor လေးပေါ့နော်ကျက်သားလေးထပ်ထည့်ပေးထားပါတယ်ခင်ဗျာတော့အခုဆိုလို့ရှိရင်စာကောင်းလေးရတာရှိပါတယ်မုတ်လေးတစ်ခုရရှိပါပြီဒီမုတ်လေးရဲ့အရင်ဒီကဘယ်လောက်ရှိလဲဆိုတာကျွန်တော်တို့အတူတူစက်ကြည့်လိုက်ရအောင်เนาะကျွန်တော်9000တန်မုတ်တစ်ခုရဲ့အရင်ဘယ်လောက်ရှိတယ်ဆိုသိချင်ကြလားကျွန်တော်တို့ပြောပြမယ်နော်9000တန်မုတ်တစ်ခုရဲ့အရင်ဘယ်လောက်ရှိလဲကျွန်တော်တို့ပြောကြည့်လိုက်9000တန်မုတ်တစ်ခုရဲ့အရင်က1000လား2000လားဟုတ်3000လားမဟုတ်4000လားမဟုတ်5000လားမဟုတ်ပြောကြည့်လိုက်မိတ်ဆွေတို့ကျွန်တော်9000တန်မုတ်တစ်ခုရဲ့အရင်ဘယ်လောက်ရှိလဲပေါ့နော်ဟိုတနေ့ကဗီဒီယိုလေးပေါ့နော်4900တန်မုတ်အဲ့မုတ်တစ်ခုရဲ့အရင်ဘယ်လောက်ရှိလဲမိတ်ဆွေပြောကြည့်လိုက်မုတ်တစ်ခုရဲ့အရင်အဲ့ဒါလေးကိုမိတ်ဆွေဖြည့်ကြည့်လိုက်ပြီးရင်ကျွန်တော်ပြောပြမယ်နော်ကိုမကျွန်တော်ဗီဒီယိုဆုံးအောင်မကြည့်နဲ့အရင်ဆုံးဖြည့်ကြည့်လိုက်ဒီမုတ်တစ်ခုအရင်ဘယ်လောက်ရှိတယ်လို့ထင်တယ်ဆက်ပြောပြမယ်နော်မုတ်တစ်ခုရဲ့အရင်ဆိုတာကကျွန်တော်ပြောပြမယ်ကျွန်တော်ဒီမုတ်ကိုကြည့်လိုက်အမျိုးမျိုးထင်ကြမှာနော်ကျွန်တော်ကမုတ်တစ်ခုအရင်ဆိုတာကိုပြောတယ်ကျွန်တော်ဒီမုတ်ကိုဒီမုတ်ရောင်းဖို့အတွက်ဘယ်လောက်ထိရင်းရလဲဆိုတာကိုပဲအဲ့ဒါပို့ပြီးအရေးကြီးသွားကြကျွန်တော်ဒီမုတ်ရောင်းဖို့အတွက်ကိုလေကျွန်တော်မုတ်ပညာကိုဘယ်လိုသင်ရဘယ်လိုရခဲ့လဲဆိုတာလေရှိတယ်ပြီးလို့ရှိရင်ဒီမုတ်ဒီဓာတ်တွေရောင်းဖို့အတွက်ဓာတ်တွေကတော့ကျွန်တော်အခုရေခဲတစ်တာဆိုတတိယကျွန်တော်တင်ထားတယ်ကျွန်တော်ဒီကုန်ကျန်းလောင်တဲ့ရေခဲတစ်တာလေးကျွန်တော်3လုံးရှိတယ်3လုံးဆောင်ဒါကြွားတာမဟုတ်ကျွန်တော်ရှင်းပြတယ်နော်ဟိုတနည်း4ပေ2ပေကိုရေခဲတစ်လုံးဝယ်ထားတယ်23သိန်းပေးရတယ်เนาะကျွန်တော်ဆိုင်မှာသုံးတယ်ရေခဲတစ်တာပေါ့เนาะဆိုင်မှာသုံးတဲ့ရေခဲတစ်တာ3ပေ2ပေเนาะဒီရေခဲတစ်တာတစ်လုံးဆိုလို့ရှိရင်လည်း10သိန်းကျော်ရှိတယ်ပေါ့เนาะအဲ့တော့ဒီဒါတွေရှိတယ်ကြံတဲ့ accessory တွေမပါသေးဘူးပေါ့เนาะဒါကကျွန်တော်ဒီဘယ်လိုပြောမလဲစီးပွားရေးသမားတွေတော့သိတယ်ပေါ့ဗျာဒါပေမဲ့ဒီတာမန်လူတွေကိုကျွန်တော်နားလည်အောင်ရှင်းပြတယ်ကျွန်တော်ကုန်ပစ္စည်းတစ်ခုရောင်းချတယ်ဆိုတာကုန်ပစ္စည်းတစ်ခုကိုထားပြီးတော့9000ရောင်းချလိုက်9000ရောင်းတဲ့ပစ္စည်းကအမျိုးပြောကြလိမ့်မယ်เนาะအရင်က4000ပဲရှိတာပြောရင်ပြောမယ်3000ပဲရှိတာပြောရင်ပြောမယ်2000ပဲရှိရင်ကြာပြောရင်ပြောမယ်1000ပဲရှိတာပြောရင်ပြောမျိုးစုံပြောချလိမ့်ကုန်ပစ္စည်းတစ်ခုရဲ့အရင်နည်းဆိုတာအရင်ဆိုတာကျွန်တော်ကဒီကုန်ပစ္စည်းကိုဒီလိုမျိုးရောင်းချဖို့အတွက်ကျွန်တော်နောက်ွယ်မှာရင်းထားတဲ့အရင်တွေရှိတယ်เนาะအဲ့ဒါတွေကပြောမှာမင်းတို့ဒါကအမြဲတမ်းရင်းဟိုနေဒါကြီးကဝယ်ထားပြီးအမြဲတမ်းဟိုနေဆိုလို့ပြောရင်စီးပွားရေးမှာကျွန်တော်တို့ကဒါကျွန်တော်သိသလောက်စီးပွားရေးပညာလေးပြောပြမယ်နော်စီးပွားရေးဆိုတာကကျွန်တော်တို့ကဒီကုန်ပစ္စည်းတစ်ခုကိုရောင်းချဖို့အတွက်ကျွန်တော်တို့ကတွက်တက်ဖို့လဲလူသေးတွက်ကရပေါ့နော်အဲ့ကုန်ပစ္စည်းတစ်ခုကိုတွက်တက်ရုံနဲ့ပေါ့ကျွန်တော်တို့ကကျွန်တော်လဲဒါဟိုစူးစမ်းနေတော့မယ်ပေါ့နော်လူဒီကျွန်တော်ပစ္စည်းတစ်ခုရောင်းနေဆိုတာကျွန်တော်ကတစ်ခုတည်းတီးလို့မရဘူးကျွန်တော်မုတ်လုံးတက်နေရုံနဲ့ကျွန်တော်ဒီလိုမျိုးရောင်းချလို့လည်းမရပြန်ဘူးเนาะဟုတ်ကျွန်တော်မှအရင်နည်းတွေရှိုံနဲ့လဲဒါကိုရောင်းချလို့မရအောင်ကျွန်တော်တို့ကကျွန်တော်အရှိဗီဒီယိုတွေမှာပြောထားကျွန်တော်တို့ကဒီကုန်ပစ္စည်းတစ်ခုကိုရောင်းချဖို့အတွက်ကျွန်တော်တို့ကအယောင်းတော်နေုံနဲ့လည်းမပြီးသေးဘူးကျွန်တော်တို့က
အဝယ်လဲတော်ရသေးတယ်နော်ကုန်ပစ္စည်းကျွန်တော်ဘယ်ကနေဝယ်ရမှာလဲဘယ်ကနေပို့ဈေးသက်တာလဲဈေးသက်တာတိုင်းလည်းမဟုတ်ငါတို့ဒီပစ္စည်းကိုဒီတနေရာမှာမရရင်နောက်တနေရာမှာဘယ်နေရာမှာဝယ်ရမလဲဆိုတော့ကျွန်တော်အဝယ်လဲရေးကြည့်တယ်ပြီးလို့ရှိရင်ကျွန်တော်ကစရင်စရာကုန်ပစ္စည်းတစ်ခုကိုထားပြီးတော့9000ရောင်းလိုက်တဲ့ကုန်ပစ္စည်းဆိုလို့ရှိရင်ကျွန်တော်တို့ဒီ9000မှာငါတို့ရဲ့ဒီလေလွင့်စရိတ်တွေရှိမယ်เนาะဒီ9000မှာကျွန်တော်တို့ကဒီအခကြေးငွေမရဘဲနဲ့ကုန်ပစ္စည်းတစ်ခုမှာကျွန်တော်ကုန်ကျသွားတာတွေအများကြီးရှိတယ်အထူးသဖြင့်ကျွန်တော်ဒီ9000ပဲဖြစ်ပါပဲကျွန်တော်2000နံပဲဖြစ်ကျွန်တော်ရောင်းချလိုက်တဲ့ကုန်ပစ္စည်းရဲ့နောက်ွယ်မှာကျွန်တော်ဒီဟိုခင်ဗျားတို့ပြောနေတဲ့စက်ကူရှိမယ်ဗျာမုတ်ထဲတဲ့စက်ကူရှိမယ်ကျွန်တော်ဒီ customer တွေပေးရတဲ့ tissue ရှိမယ်ကျွန်တော်တို့ဒီမုတ်တစ်ခုထွက်လာဖို့အတွက်ကျွန်တော်တို့ဒီအောက်ကနေအပူပေးရတဲ့ gas ဖိုးတွေရှိမယ်ကျွန်တော်တို့ဒီလျှက်စစ်မီးတွေပေါ့နော်လျှက်စစ်မီးသုံးတယ်ကျွန်တော်တို့ဒီမီတာကားတွေရှိမယ်เนาะပြီးလို့ရှိရင်ကျွန်တော်တို့ကဒါကျွန်တော်တို့ရဲ့ဒီလောက်အားကားတွေရှိမယ်ဗျာပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီဆိုင်ကန်းကားတွေရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီဟိုဘယ်လိုပြောမလဲဒီဆိုင်မှာဒီသုံးတဲ့တခြား accessory တွေရှိတယ်ဗျာတွက်ပြလို့မဲဥမာအထူးသဖြင့်ဘယ်လိုပြောကျွန်တော်တို့ဒီဟိုလိုပြောမလို့ဘနိုင်တို့ပါအစဆက်ရဗျအဲ့လိုမျိုးလေးရှိပြီးဒီမုတ်တစ်ခုကိုကျွန်တော်တို့ကဈေးနှုန်းဘယ်လောက်သတ်မှတ်ကမလဲဆိုပြီးကိုယ့်ဘက်ကိုဆုံးဖြတ်ရတယ်အဲ့ဒီမှာမှကျွန်တော်ရောင်းတော့လေကျွန်တော်ဈေးပေါ့ဗျာတခြားသူရောင်းရင်လည်းတခြားဈေးကျွန်တော်က9000ဒီဥစ္စာကျွန်တော်တွက်ချက်ပြီးတော့ကျွန်တော်ရောင်းတယ်အဲ့ဒီမှာမှအခြေအနေကဘယ်လိုကွာသွားလဲဆိုတော့မိတ်ဆွေတို့အခုမြင်နေရတယ်ကျွန်တော်လည်းစူးစမ်းနေတယ်တစ်ချိန်ကြရင်ကျွန်တော်စူးစမ်းလို့ကျွန်တော်ဘယ်လိုပြောအဲ့အသီးပွင့်နေကျွန်တော်ခံစားလာရပြီเนาะအခုလည်းစတင်တော့ခံစားရလာရပြီဆိုတော့တနေ့ကျွန်တော်ရဲ့တန်ဖိုးကရက်နေမှာမဟုတ်ဘူးเนาะကျွန်တော်လူကျွန်တော်ရဲ့ဒီတယောက်ချင်းကျွန်တော်ရဲ့ personal ပေါ့เนาะကျွန်တော်ရဲ့ဒီတကူကျွန်တော်ရဲ့တန်ဖိုးကတက်လာတာ ਨੇ ဒီမဟုတ်ရဲ့တန်ဖိုးကတက်လာအဓိကအဓိကကျွန်တော်ကိုတန်ဖိုးကိုတဖြည်းဖြည်းမြင့်နေတာเนาะအဓိကတန်လူတယောက်ကကိုတန်ဖိုးတက်လာလေကိုရောင်းချတဲ့ကုန်ပစ္စည်းတခုကတန်ဖိုးတက်လာလေပေါ့เนาะဥပမာထားပါတော့ကျွန်တော်နေရာမှာဗျာတခြားနာမည်ကြီးတဲ့ကျွန်တော်တို့ဒီဆယ်လီတယောက်ပဲဖြစ်တခြားပေါ့နော်အနုပညာဟိုတကယ်ဆယ်လီတော့မဟုတ်အနုပညာအတိုင်းဝမ်လူတယောက်ပဲသူတို့တချို့ရောင်းချကြည့်လိုက်သူတို့ရဲ့တန်ဖိုးနဲ့သူတို့ကသူတို့တန်ဖိုးကထည့်ပေါင်းပြီးတော့အဲ့လိုမျိုးဘယ်လိုပဲယူတာပေါ့ဗျာအဲ့တို့မဲဆိုတော့တခြားရေနာပစ္စည်းပဲထားအောင်ရေနာပစ္စည်းကိုဒီပင်လူရောင်းရင်တစ်စီးเนาะကျွန်တော်တို့ဒီအနုပညာရှင်တွေရောင်းတဲ့ရေနာပစ္စည်းကတစ်စီးအနုပညာရှင်တချို့အနုပညာရှင်တွေပြောတချို့အနုပညာရှင်တွေရောင်းတဲ့ရေနာပစ္စည်းတွေကတခြားမှာရောင်းတဲ့ဥစ္စာအရေးသွေးပါအကုန်တူတယ်ဒါပေမဲ့အဲ့အနုပညာရှင်ကိုယုံကြည်လို့เนาะဒီအနုပညာရှင်ကိုတချို့ကြတော့ဟိုဒီဟာဝယ်ခြင်းလို့မဟုတ်ဗျာသူ့ကိုချစ်လို့ခင်လို့အားပေးတာအဲ့ဒါမျိုးဆိုလေတစ်စီးရှိတယ်ဒါကကျွန်တော်ကုန်ပစ္စည်းရဲ့ဥစ္စာလေးကျွန်တော်အကြံမြင်လေးဒါပြောပြပေးတာပါကျွန်တော်သိသလောက်ကျွန်တော်လေးလာတလောက်လေးလာထားတလောက်လေးကိုကျွန်တော်လောက်မသိတဲ့သူတွေကိုကျွန်တော်ပြန်လဲမျှဝေပေးတာဖြစ်ပါတယ်ကျွန်တော်ထပ်သိတဲ့သူတွေလည်းကျွန်တော်ပေါ့နော်အကြံပေးလို့ရပါတယ်ပေါ့နော်ကျွန်တော်အကြံဉာဏ်တွေလက်ခံပြီးတော့ကျွန်တော်ဘာတွေပြင်ဆင်ရမလဲကျွန်တော်ဘာတွေဆက်ကြိုးစားရမလဲဆိုတာကိုကျွန်တော်အကြံပေးလို့ရပါတယ်နော်ကျွန်တော်နောက်ရက်ကြလို့ရှိရင်ဒီမုတ်တစ်ခုရဲ့အမြတ်ကိုကျွန်တော်ပြောပြမယ်အခုကအရင်ကိုကျွန်တော်မိတ်ဆွေတို့ဒါတချို့သဘောပေါက်တဲ့သူဆိုကွက်ကွင်းသဘောပေါက်သွားတယ်ပေါ့နော်သဘောမပေါက်တဲ့သူဆိုလို့ရှိရင်တော့တချို့ကြတော့ကျွန်တော်တို့ဟိုအရေးလေးပြနေအောင်ထဲမှာထွက်ပြီးတော့ဗျာလူမပြအရေးပြရင်တော့မှဒါကဘာလဲဆိုတာတချို့ကမသိဘူးဗျာအရေးပြတာတော့အရေးပြเนาะအဲ့လိုတော့မသိဘူးဆိုရင်တော့ကျွန်တော်လည်းဆက်ရှင်းပြဖို့အတွက်ကျွန်တော်မှဘယ်လိုပြောမလဲအဲ့ဒီလူမျိုးရှင်းပြဖို့အတွက်ကျွန်တော်ဘယ်လိုကျွန်တော်ဘက်ကလိုအပ်ချက်ပေါ့ဗျာအဲ့လိုတော့ကျွန်တော်ယူဆရပါတော့နောက်ရကြရင်မုတ်တစ်ခုရဲ့အမြတ်ကိုကျွန်တော်ပြောပြပေးပါမယ်เนาะအဲ့ဒါကျွန်တော်ဆိုအခုနေကင်းပိုင်းမှာဆိုင်မှာဒါလာပြင်ဆင်နေတာပေါ့ဗျာဒီဆိုင်မှာမပြင်ဆင်ခင်လေးမှာကျွန်တော်ဒါဒီခုနကွန်မန့်လေးကိုတွေ့လို့ကျွန်တော် reply ပြန်ပေးလိုက်တယ်เนาะနောက်ဗီဒီယိုလေးရရှည်သွားတော့အားနာပါတယ်